နောင်တရစီတဲ့ပူပန်စီတဲ့နောက်တစ်ချိန်မှာငိုရစီတဲ့အလုပ်တွေကိုလုပ်မိတာဟာမကောင်းဘူးတဲ့ဒါလေးကကျေပြတ်တဲ့အနေအသေးပဲရှိတယ်နောက်တစ်ချိန်မှာပူပန်စီတဲ့အလုပ်ဆိုတာဘယ်လိုလုပ်မျိုးလဲနောက်တစ်ချိန်မှာငိုကြွေးရစီတဲ့အလုပ်ဆိုတာဘယ်လိုလုပ်မျိုးလဲဒါကိုတွေးမယ်ဆိုရင်တော့သူကအတိပ္ပယ်ကအလွန်ကျယ်သွားတယ်တော့ဒီနေရာမှာမြတ်စွာဘုရားကဒီဒေသနာလေးဟောတာဘလို့ဖြစ်ရက်ကိုအကြောင်းပြုပြီးတော့ဟောခဲ့တာလေဖြစ်ရက်ကလေးနဲ့ရှင်းပြီးတော့တွေးမယ်ဆိုလို့ရှိရင်တော့အတိပ္ပယ်လေးကိုပို့ပြီးတော့လဲကြည်ကြဲပြန့်ပြန့်သိသွားနိုင်တယ်ပေါ့နော်။ဘာကြောင့်ဒီကထာလေးကိုမြတ်စွာဘုရားဟောတာတုံးဆိုတော့မြတ်စွာဘုရားဇီတုံးကျောင်းလိုက်တော်မှာသတင်းသုံးတော်မူတွေတုံးဒီနေ့မှာသာဝတိမြို့တွေကတတိတယောက်ရဲ့အိမ်ကိုတခိုးတွေဝင်အိမ်ဖောက်ပြီးတော့ခိုးရတာအဲ့ဒါမနဲ့မလင်းခင်တခိုးတွေကအောင်မြင်အိမ်ကိုဖောက်ပြီးတော့ခိုးနိုင်တယ်အဲ့ဒါနဲ့ဥစ္စာဒုတ်တွေသဲပြီးတော့သွားကြတာပေါ့လေသွားရင်လည်းအဲ့ဒါမြို့ပြင်မဲ့ရောက်တဲ့အခါကျတော့လေခွက်တစ်ခွက်ထဲကိုထိုင်းပြီးတော့ဝေကြတာတခါတည်းလက်စပြောက်ဝေပုံညဝေကြအဲ့ဒါလိုဝေရင်းနဲ့အသက်ပြားထောင်တုတ်တစ်ထုပ်ကခေါင်းဆောင်လုပ်တဲ့လူကသူ့အတွက်သူများမသိအောင်သူသိမ့်ထားတာအဲ့ဒါကိုဖွက်ထားရင်းနဲ့အပြန်ကြတော့မေ့သွားရောမယူခဲ့နိုင်ဘူးအဲ့ဒီအသက်ပြားထောင်တုတ်ကလေခွင်းထဲမှာလေခွက်ထဲမှာတိုင်းရှိနေတယ်အဲ့ဒါနဲ့မိုးတော့လင်းရောက်တဲ့အခါမှာမြတ်စွာဘုရားကတလောကလုံးရဲ့ကျွတ်ထိုက်တဲ့တတ္တဝဝေနေယကိုရွှေဉဏ်တော်ကွန်ရဲ့ဖြန့်ကျက်ကြည့်တဲ့အခါမှာအဲ့ဒီလေကိုလာပြီးတော့ထွန်မဲ့လေတော်ယောက်ျားညံနေမြင်လာတယ်ထင်လာတယ်တဲ့သောတပတ္တိမဲ့ဉဏ်ပူဉဏ်ကိုရနိုင်တဲ့ဥပနိဒေယအကြောင်းပစ္စည်းနဲ့ပြည့်စုံနေတဲ့အဲ့ဒီလေထွန်ယောက်ျားကဒါပေမဲ့လို့မြတ်စွာဘုရားကြွမသွားဘူးဆိုလို့ရှိရင်အဲ့ဒီအသက်ပြားထောင်တုတ်ကြောင့်ဒုက္ခရောက်နိုင်အဲ့ဒီလေထွန်ယောက်ျားကအဲ့ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီလေတော်ကိုရှင်အနန္ဒာကိုနောက်ပါခေါ်ပြီးတော့ကြွသွားတယ်မြတ်စွာဘုရားကြွသွားတော့အဲ့ဒီလေသမားကလဲထွန်းနေပြီဒါမြတ်စွာဘုရားနဲ့ရှင်အနန္ဒာကြွလာတဲ့ဆိုတော့သူမြတ်စွာဘုရားတွေလာပြီးတော့ယူသေးသေးရှိခိုးဥချပြီးတော့သူ့လေသူပဲပြန်ထွန်းနေအဲ့ဒါမြတ်စွာဘုရားရှင်အနန္ဒာခေါ်ပြီးတော့သောတော့ငွေတုပ်ရှိတဲ့နေရာကိုမြတ်စွာဘုရားကြွသွားပြီးတော့အဲ့ဒီငွေတုပ်ကိုလက်ညှိုးညွန်ပြပြီးတော့အာနန္ဒာအလွန်အစိတ်ပြင်းတဲ့မွေကိုမြင်ရလားလို့မေးတယ်နော်ငွေတုပ်ကိုညွန်ပြပြီးတော့အလွန်အစိတ်ပြင်းတဲ့မွေကိုမြင်ရလားမမြင်ပါတယ်ဗျာဒါပဲပြောသွားတယ်အဲ့ဒါမြတ်စွာဘုရားနဲ့ရှင်အနန္ဒာပြန်ကြွသွားတော့အဲ့ဒီလက်ထွန်ယောက်ျားကကြားတယ်လေမြတ်စွာဘုရားနဲ့ရှင်အနန္ဒာအချီချပြောသွားတာအာနန္ဒာအစိတ်ပြင်းတဲ့မွေကိုမြင်ရလားမြင်ပါတယ်ဗျာဒုက္ခပဲငါကလည်းဒီလေထွန်းနေရတာဒီမွေရှိနေအန်နေရှိတယ်တော့သွားပြီးတော့ဖေရှားအောင်မပဲဆိုပြီးတော့နော်ဒုံမောကဆင်းပြီးတော့အဲ့ဒီကျိန်တပြားလေးကင်ပြီးတော့မွေဖေရှားမလို့ဆိုတော့သွားတာဟိုရောက်တော့မွေမှုဖဲနဲ့ဘာဖြစ်နေတော့ငွေတုပ်ဖြစ်နေတယ်ဟောငါနားကြလွဲတာနဲ့တူတယ်နော်အဲ့ဒါနဲ့အဲ့ဒီငွေတုပ်မြင်တဲ့အခါကျတော့လောဘတက္ကရာပုံသွားပြီလေအဲ့ဒါနဲ့ဒီငွေတုပ်ဟာသူနဲ့ဘာမှဆိုင်တာမဟုတ်ဘူးဒါပေမဲ့ तू ကရားကျင်နေပြီအဲ့တော့ဒါငါကန်ထူးတာပဲပေါ့နော်ကန်ထူးတာပဲဆိုတော့အဲ့ဒီငွေတုပ်ကြီးကိုယူပြီးတော့တနေရာမှာအသာထားပြီးတော့အပေါ်ကမြေကြီးတွေနဲ့ဘုံထားပြန်ရင်တော့ယူသွားမယ်ပေါ့အဲ့လိုလုပ်ပြီးတော့မကြခင်မှာပဲလူတွေယုံစုနဲ့ရောက်လာကြတယ်ဘယ်ကလူတွေတုံးဆိုတော့အခိုးခံရတဲ့တထေးအိမ်ဟာနောက်လိုက်ငယ်သားတွေနော်ဒီခြေရလက်ရာကိုကြည့်ပြီးတော့ဒီခြေရလျှောက်လိုက်လာတာဒီကောင်လေးပဲသွားတော့အစာအနာလက်ကြံလေးတွေကြည့်ပြီးတော့လိုက်လာရင်းနဲ့အဲ့ဒီလေထဲကိုရောက်လာတာဟာဒီနားမှာဝေကြတာကြည်စမ်းခြေရလက်ရာတွေရှိတယ်အဲ့ဒါနဲ့ခြေရကမစိုးဘူးစောတော့ကလေသမားရဲ့ခြေရဟုတ်လားဒီနားလာပြီးတော့ဒီနားကနေခြေရတစ်ခုထွက်သွားတယ်ဆိုအဲ့ဒီခြေရနောက်လိုက်တော့ဟာဒီမှာလဲမြေအတစ်ဆက်ဆက်နဲ့ဖုံးထားတယ်ဘာလဲမသိဘူးဆိုဖော်ကြည့်လိုက်တဲ့အခါကျတော့ငွေတို့ကိုတွေ့တခုကလဲထွန်းခြင်းဟန်ဆောင်နေတာကိုပြဿနာတက်ပြီနော်အဲ့ဒါနဲ့လက်ပြန်ညိုးတုတ်ခေါ်သွားဘင်းဒီရောက်တဲ့ခါကျတော့ဘင်းကအမှုထင်ရှားတယ်သိကြတယ်ဆိုလို့ရှိရင်တော့သူ့ကိုခေါင်းဖြတ်တက်လိုက်တော့လို့အမိန်ပေးလိုက်တယ်မြတ်စွာဘုရားပြောတဲ့အာနန္ဒာအလွန်အစိတ်ပြင်းတဲ့မွေကိုမြင်ရလားဆိုတာအစိတ်ကအခုမှတက်တယ်နော်စောတော်တုန်းကတော့သူဘလို့ထင်တာတော့
ကန်ထူးတယ်လို့ထင်တာနော်ကန်ထူးတော့ထူးတယ်ဘယ်လိုထူးတာတော့မကောင်းတဲ့ဖြစ်ရင်ထူးနေတာဟုတ်လားဒါမှမဟုတ်တခါတလေဖြစ်ရကလေးတွေကိုကြည့်ရတာလောလောဆယ်အခြေအနေလေးတစ်ခုကိုကြည့်ပြီးတော့ဒါကောင်းတယ်ဒါဆိုးတယ်လို့ဝေဖန်ဖို့ဆုံးဖြတ်ဖို့ခက်တယ်နော်ကောင်းတယ်ထင်ပေမဲ့လို့ကောင်းချင်မှကောင်းမယ်ဆိုးတယ်လို့ထင်ပေမဲ့လို့လည်းဆိုးချင်မှဆိုးမယ်ပေါ့အဲ့လိုနဲ့ဒီရာဇဝသားကိုသုတ်တန်ထုတ်ပြီးတော့တတ်ကြမယ်ဆိုတော့နော်မြို့ရဲ့လမ်းမလျှောက်ခေါ်သွားတယ်အဲ့ဒါဒီအာနာဘဂဝသားတွေကရိုက်တိုင်းသူမအော်ဘူးဘာလို့တုံသူဘာပြောတုံဆိုတော့အာနန္ဒာစိတ်ပြင်းတဲ့မွေကိုမြင်ရလားမှန်မှမြင်ပါတယ်ဖေ။အမြတ်စွာဘုရားနဲ့အာနန္ဒာပြောတဲ့စကားကိုပဲ तू ကရွတ်နေတာ။ तू အဲ့ဒီကျမှသဘောကပေါက်နေတာလေ။အော်ပြင်းလိုက်တဲ့အစိတ်ငါသေရတော့မယ်။ဟုတ်လားညင်းလို့လည်းမရ။သူ့ခြေရနဲ့ तू ဖုံးထားတယ်အကုန်လုံးကတက်တရားရှိဟုတ်လား။အဲ့လိုနဲ့ရိုက်လိုက်တိုင်းအာနန္ဒာစိတ်ပြင်းတဲ့မွေကိုမြင်ရလားမှန်မှမြင်ပါတယ်ဖေ။တော့ဒါပဲရွတ်နေတယ်။အဲ့တော့ဒီအာနာဘဂဝသားကသတိထားမိလာတယ်။အော်ဒီလူကမအော်ပဲနဲ့ဒီစကားကြီးထက်ကတလဲလဲရွတ်နေတယ်။ဘာလည်းမသိဘူးထူးခြားတယ်ဆိုပြီးတော့ဘုရင်ဒီပြန်ခေါ်သွားတယ်။အာနန္ဒာဆိုတဲ့နာမည်ကလည်းပါတယ်။ရှင်အာနန္ဒာကလည်းပဲထင်ရှားကြော်ကြတဲ့ပုဂ္ဂိုလ်ပဲလေ။အဲ့လိုပါတဲ့အခါကျတော့ဒီကောသလမင်းကြီးကအဲ့လိုဆိုရင်ဒီအမှုခဏဆိုင်တာအောင်ညနေခင်းရောက်ရင်ငါမြတ်စွာဘုရားကြီးကိုသွားမယ်။အဲ့ဒါသူ့ချုပ်ခန်းထဲထည့်ထား။ညနေခင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားကြီးဘုရင်ကြီးကသွားတော့ဒီရာဇဝသားကိုခေါ်သွားတယ်။အကျိုးအကြောင်းလျှောက်တဲ့အခါမှာမြတ်စွာဘုရားကိုမေးတယ်ကောသလမင်းကြီးကအကျိုးအကြောင်းလျှောက်ပြီးတော့မြတ်စွာဘုရားတဲ့မြတ်စွာဘုရားအဲ့ဒီလေတော်ကိုကြွသွားခဲ့ပါသလားမနေ့ကအေးငါကြွသွားခဲ့တယ်ကြွသွားကြတော့မြတ်စွာဘုရားဘာတွေမင်းရှိခဲ့တော့ဘုရားအာနန္ဒာအလွန်စိတ်ပြင်းတဲ့မွေကိုမြင်ရလားလို့ငါပြောခဲ့တယ်သိကြပြီအဲ့လိုဆိုရင်ဒီလူမှပါလေအပြစ်မရှိဘူးပေါ့နော်ဒါတခိုးတွေကြာနေရတာဖြစ်မယ်အဲ့ဒါနဲ့သူ့ကိုဝင်လုံးကျွတ်အမှုကနေလွတ်လိုက်တယ်နော်ဘာဖြစ်သွားပြီတော့အသက်ဘေးကလွတ်သွားပြီနော်ဒါပေမဲ့စောစောကတော့သူလုပ်ခဲ့တဲ့အလုပ်ကလေးကသူ့ကိုမျက်ရည်ယိုစီငိုကြွေးရတဲ့အနေအထားကိုရောက်အောင်ပို့ခဲ့တယ်နောင်တတဖန်ပူပန်စေတဲ့အလုပ်ကိုသူလုပ်ခဲ့တာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားစောစောကထာလေးကိုဟောတာနာတံကမ္မံကတံတာတို့ဒီလိုအလုံးမျိုးလောက်ရတာမကောင်းဘူးတဲ့ဘယ်လိုအလုံးမျိုးတော့ယံကတ္တဝနာနုတ္တပတိလှုပ်ပြီးရင်နောင်တနဲ့ပူရတဲ့အလုံးမျိုးမပြောပြီးရင်နောင်တနဲ့ပူရတဲ့အပြောမျိုးတွေးပြီးရင်နောင်တနဲ့ပူရတဲ့အတွေးမျိုးဒီလိုအလုံးမျိုးအပြောမျိုးအတွေးမျိုးကိုလောက်ရပြောရတာတွေးရတာမကောင်းဘူးတဲ့တချို့အလုပ်တွေဆိုလို့ရှိရင်ဘလောက်ထိတောင်အကျိုးတက်ရောက်မှုကပြင်းပြင်းထန်ထန်ရှိနေလေနော်ယတ္တအတုမုခောရောဒံဝိပါကံပฏิတေဝတိမျက်ရည်ယိုရှိပြီးတော့ငိုကြွေးရခြင်းလေနော်အကျိုးရလက်တွေကိုခံစားရတယ်အဲ့ဒီထိအကျိုးသက်ရောက်မှုကပြင်းပြင်းထန်ထန်ဆူဆူဝါဝါရှိနေတယ်အဲ့ဒီလိုအလုံမျိုးဆိုလို့ရှိရင်လောက်ရတာမကောင်းဘူးလို့ပြောတော့ခံစားခြင်းနဲ့ဘာဖြစ်နေတော့လုံးဝကိုက်ညီနေပြီနော်ဩမှန်လိုက်တာနော်နောင်တတပံပူပန်စီတဲ့မျက်ရည်ယိုစီငိုကြည့်ရစီတဲ့အလုံမျိုးကိုလောက်ရတာမကောင်းဘူးမှန်လိုက်တာပီတိနဲ့ပြည့်တယ်ဒီစိတ်နှလုံးကလေထုံယောက်ျားရဲ့စိတ်ထဲမှာဟုတ်လားအဲ့ဒါကနေနောက်ဆုံးသူဘယ်ထိရောက်သွားတော့ဆိုတော့သစ္စာလေးပါးကိုမြင်တဲ့ဉာဏ်ရတဲ့အဆင့်ထိရောက်သွားတယ်ဒီဒေသနာလေးကိုအခြေခံပြီးတော့နော်ရသော်ဘုရားဆိုတာဒေသနာလေးဟောတဲ့အခါမှာသစ္စာလေးပါးကိုသိမြင်ဖို့အတွက်အဓိကရည်ရွယ်ပြီးတော့ဟောတာပဲလေဟုတ်လားအဲ့ဒီမှာသူ့ရဲ့ဉာဏ်ပညာကအဲ့ဒီအဆင့်ထိရောက်အောင်သူ့ကိုယ်သူမြင့်တင်လိုက်နိုင်တယ်ဟုတ်လားအဲ့တော့ဘုန်းတို့ပိဋကပေါင်းတော်ဒီကထာလေးကိုတပိုင်းမှတ်ခဲ့နော်ဘဝမှာနောင်တတဖန်ပူပန်စေတဲ့အလိုမျိုးနော်ငိုရစေတဲ့အလိုမျိုးကိုလိုရတာမကောင်းပါဘူးဆိုတာကိုမှတ်သားခဲ့